မင်္ဂလာပါကျမတို့ရဲ့ Fly City Media ကနေပြီးတော့ပြန်လဲကြိုဆိုပါရရှင်ဒီကနေ့မှာပြည်သက်တွေအတွက်တင်ဆက်ပေးသွားမှာလေးကတော့မိုင်းဖုံးဆရာတော်ရဲ့ထူးခြားချက်များအကြောင်းပဲဖြစ်ပါရရှင်မိုင်းဖုံးဆရာတော်ရဲ့ထူးခြားချက်တွေကတော့ငယ်စဉ်ကလေးကစပြီးတသက်လွတ်ဖုံးပေးခြင်းငယ်စဉ်ကလေးကစပြီးကမ္မထံဘာဝနာကျင့်ကြံခြင်းလူသူကင်းမဲ့တဲ့တောတောင်အတွင်းမှာရှိတဲ့ဂူများထဲမှာတပါးတည်းမကြမရွံ့တရားအားထုတ်ခြင်းဘာသာစကားအမျိုးမျိုးကိုစာပေအမျိုးမျိုးကိုသင်ယူခြင်းမပြုဘဲအလိုလိုတက်မြောက်နေခြင်းမတ်တက်အနေထားနဲ့ခုနှစ်ရက်တိုင်တိုင်မလုံမရှားပဲတစ်ဆက်တည်းကျင့်ကြံနိုင်ခြင်းထိုင်လျက်အနေထားနဲ့ခုနှစ်ရက်တိုင်တိုင်တစ်ထိုင်တည်းတရားအားထုတ်နိုင်ခြင်းဝါရင်3လအတွင်းမှာဂူသို့မဟုတ်တောတောင်တနေရာမှာစင်ဆက်မပြတ်တရားထိုင်ခြင်းဝါရင်3လဂူအောင်နေစဉ်စွန့်ဖုံးပေးခြင်းမရှိဘဲတစ်သီးတစ်ဥတစ်ဖူများကိုသာအာဟာရအဖြစ်မိဝဲခြင်းဝါရင်3လကာလပတ်အတွင်းမှာအမြဲတမ်းဝစီပိတ်ကျင့်ကြံခြင်းလူနဲ့တတဝါတို့အားတွင်တင်ဆုံးမဩဝါဒစကားကိုတရားတော်များနာပွားနေခြင်းမှအလိုလိုပေါ်ပေါက်လာခြင်းလူနဲ့တတဝါအားလုံးအစဉ်တမ်းမခွဲခြားဘဲမျှမျှတတထားမေတ္တာထားဆက်ဆံခြင်းအများတကာမှာအလွန်ချမ်းနေပြီးဖက်နှက်ခြေအိတ်အပြည့်စုံနဲ့သွာလာနေထိုင်နေတော့လဲဆရာတော်မှာခြေပလာဖြင့်ကြွတော်မူခြင်းအများတကာမှာအလွန်ပူလောင်တဲ့ကြောက်ခဲကြောက်စီအသေးပြင်များမှာဖက်နှက်ဖြင့်သာသွား၍ရတဲ့နေရာများမှာလဲဆရာတော်မှာခြေပလာဖြင့်သာကြွချီတော်မူခြင်းရွှေငွေရတနာအဝိစာအသုံးဆောင်အစားအစာများအလုံးနှမျောတွန့်တိုခြင်းမရှိဘဲလူအများသို့ဒါနပေးလူခြင်းမရေမတွက်နိုင်သောသာသနိကအစအုံဇေဒီပထိုးတီဆော်ရေးလုပ်ငန်းတို့မှာပါဝင်လှူဒန်းခြင်းရဝေးရနီမြည်သည့်နိုင်ငံမြည်သည့်နေရာဌာနသို့မဆိုအဋိဌံပြုပါကအခက်ခဲမရှိကြာရောက်တော်မူနိုင်ခြင်းမိမိရဲ့အတိတ်ဘဝအဆက်ဆက်ကိုသိတော်မူခြင်းမိမိရဲ့အနာဂတ်ကိုကြိုတင်သိတော်မူခြင်းမျက်နာမြင်ုံများဖြင့်တစ်ဖက်သားရဲ့အတွင်းစိတ်ကိုသိတော်မူခြင်းနေ့စဉ်နနက်ညမပြတ်မြတ်စွာဘုရားထံဝတ်ပြုဆုတောင်းမေတ္တာပို့သခြင်းဗုဒ္ဓဘာသာဆိုင်ရာတကိုယ်ကြီးအထွတ်မြတ်နေရာအားလုံးဌာနအားလုံးကိုသိမြင်တော်မူခြင်းသီလသမာဓိဂုဏ်ကြောင့်အစိတ်ရှိတတဝါများအကိုက်မခံရခြင်းခန္ဓာကိုယ်မကြီးမသေးမနှိမ်မမြင့်မဝမပိန်အတန်ဩစာရှိခြင်းလူအများကသူထက်ငါဖူးမြော်လိုခြင်းတကြိမ်ထက်မကလူရန်လိုခြင်းတရားနာပြီးရင်ထက်မှန်နာလိုခြင်းသတင်းစကားကြားယုံဖြင့်ဖူးမြော်လိုစိတ်အလိုလိုပေါ်ပေါက်ခြင်းမြန်မာနိုင်ငံထိုင်းနိုင်ငံလာအိုနိုင်ငံတရုတ်နိုင်ငံဘူတန်နိုင်ငံတို့မှဆရာတော်များကအဖွဲတစိတ်ဆက်ကခြင်းတို့ကိုခံရခြင်းတို့ဖြစ်ကြောင်းသိရှိရပါတယ်ရှင်မိုင်းဖုံးဆရာတော်ဗဒ္ဒန္တညာနာတန်ဝရဟာ3နှစ်ကာလတိုင်ဂူပိတ်တရားကျင့်ကြံအားထုတ်တော်မူခဲ့ပြီးဩဂတ်လ1ရက်နေ့မှာအဋိဌံပြည့်ပြီးဂူမှထွက်လာတာဖြစ်ပါတယ်။ဂူကနေထွက်လာပြီးမှစံတော်များနဲ့မုတ်စိတ်နှကမ်းမွေးများရှည်လျားနေပြီးရိပ်ပယ်တော်မူခဲ့တာပါ။ဆရာတော်ဟာဂူပိတ်တရားကျင့်နေစဉ်အတွင်းမှာတတိဆွမ်းသာဖုံးပေးတယ်လို့သိရှိရပါတယ်ရှင်။ဆရာတော်အားဖူးမြော်ရန်နဲ့တရားနာယူနိုင်ရန်အတွက်မြန်မာနိုင်ငံအတွင်းမှာရှိတဲ့တိုင်းသားများတာချီလိတ်မြို့နယ်မှတိုင်းသားများအပါအဝင်ထိုင်းနိုင်ငံဘက်မှဆရာတော်အားကြီးညိုကြတဲ့သူတွေဟာဆရာတော်ရှိရာကိုတွားရောက်ဖူးမြော်ကြသည်မှာလူဦးရေထောင်သောမကရှိပါတယ်မိုင်းဖုံးဆရာတော်ဘုရားကြီးဟာငယ်စဉ်ကတည်းကတရားဓမ္မအကျင့်ကြံပွားများအားထုတ်ခြင်းအကျင့်သီလမြဲမြံမှုရှိခြင်းစေတီပထိုးများစွာတည်ထားပြီးသာသနာပြုခြင်းများတို့ကြောင့်မြန်မာပြည်မှာတိုင်းသားများရှမ်းတိုင်းသားများအပြင်ထိုင်းနိုင်ငံမှာလည်းကြီးညိုကိုးကွယ်သူများများပြားနေကြောင်းတွေ့ရှိရပါတယ်မိုင်းဖုံးဆရာတော်ဘုရားကြီးတက်တော်ရာကျော်ရှိပြီးသာသနာပြုနိုင်ပါစေကြောင်းဆုတောင်းရင်းနဲ့ဓမ္မမိတ်ဆွေအပေါင်းကျမ်းမာချမ်းသာကြပါစေရှင်